ညီလေး ဟာကိုလေးဘာလို့လဲကိုလေး ဟိုကအကိုဟိုပဲစီတွေကဟိုနည်းနည်းကောင်းတာလေးဒူးလောက်ပေါ့နော် ပဲစီတွေကဟောကိုလေးပဲစီကမေ့နေတာကားလာမချသေးဘူးကိုလေး ဟာဒုက္ခပဲကွာဘာစီရှိလဲအဲ့ဒါ ကိုလေးအုံးစီရှိတယ်ယူသွားပါလား အာမင်းအုံးစီကစားရမဟုတ်လိမ့်ရတဲ့ဟာလေမင်းကနောက်ပြီကွာလောက်ပါကွာဟိုစားလို့ရတဲ့စီတွေကဘာစီရှိလဲရှာကြည့်ပါငါရေးကြည့်လို့မလို့ โอเคသဘောပေါက်ပြီခဏလေး အေးစားလို့ရတဲ့စီကွာရှာသားပါ ကိုလေးတွေ့ပြီ ဟာအဲ့ဘာစီလဲ အနာဘွန်စီစားလို့ရတယ်လေစားလို့ရတယ်လေ